ဒီမေကုန်းကိုသာမှန်သွားခဲ့ရင်သမီးလေးဟာကျွန်တော်တို့တောက်လျှောက်ကြီးညာခဲ့တဲ့ထတ်တိုးချင်းမြင့်ဂုံပြုတ်ငွေများနဲ့အတူကျွန်တော်တို့ကြီးညာထားခဲ့တဲ့စုကြီးသိန်း900အပအခြေခံရရှိမဲ့10သိန်းအပေါင်းကမောဇဘန်တီထောင်သူနာယကာကြီးမိသားစုကထပ်ပြီးချင်းမြင့်မဲ့သိန်း1000ကိုရရှိမှာဖြစ်ပါတယ်မှားခဲ့ရင်တော့အခြေခံစုချင်းငွေ10သိန်းအလူရှင်များဂုဏ်ပြုချီးမြှင့်တဲ့စုချင်းငွေသိန်း400ကျော်နဲ့သမီးရရှိမဲ့စုချင်းငွေဟာသိန်း900ဝန်းကျင်ပဲဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့စုချင်းငွေကိုကြည့်ရင်နှစ်ဆလို့တွက်လို့ရပါတယ်။မောင်မီဗျာဖြစ်ခြင်းစိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမစော်ကားရန်ပြုလာသောသီရိမာထံဥတ္တရဥပါတိကာမဖြန့်ကျက်ဝင်စား၍ထားအပ်သောမေတ္တာအပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသည်ဆိုတဲ့နောက်ဆုံးချက်ပေါ်မေကုန်းကိုသမီးလေးကမေတ္တာဘာဝနာလို့ဖြည့်ဆိုထားပါတယ်မဲလို့ထင်ပါသလားခင်ဗျာထင်ပါတယ်ကျွန်တော်လက်ထဲမှာစောစောကမေကုန်း6စိတ်ထိအဖြေရှိပါတယ်နောက်ဆုံးစုချင်းအမြင့်ဆုံးချက်ပေါ့အဲ့ချစ်သူရဲ့စုချင်းငွေအားလုံးစုစုပေါင်းသိန်း1000အထိရရှိမဲ့နောက်ဆုံးချက်ပေါ့မေကုန်းအဖြစ်မဲ့ကတော့မမကဗျာသမီးလေးဂုံပြုစုရှိနေမွေသိန်း1000ရရှိသွားပါပြီခင်ဗျာ